နဲ့ပဲဗျာကျွန်တော် line ပေါ်မှာတွေ့လိုက်ရနော်ဘူးလဲဦးလာရွှေကြီးကပြည်ခိုင်ဖြိုးပါတီနော်နိုင်ပြီးအစိုးရဖွဲ့မယ်ဆိုရင်တဲ့တိုင်းသားလက်နက်ကင်ကြီးနော်ငញ្ញကြီးလောက်ကြပါတဲ့မလောက်ရင်တော့အပြတ်ကြိတ်မယ်ပေါ့နော်အမုန်းကြိတ်မယ်သူပြောခါတယ်ဩနော်အဲ့လိုသူပြောရတယ်ဗျာကျွန်တော်တို့ကတော့ဟာလာနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးနဲ့ပဲဖြေရှင်းစေချင်တာပေါ့နော်အားလုံးနော်အမုန်းမကြိတ်ပဲနဲ့နော်အချစ်ပဲကြိတ်ချင်တယ်ဗျနော်အမုန်းမကြိတ်ပဲနဲ့အချစ်နဲ့ပဲကြိတ်ချင်တယ်အဲ့တော့ तू ကအမုန်းကြိတ်မယ်တဲ့အမုန်းကြိတ်မယ်အဲ့ဒါကြီးပဲ तू ပြောနေတယ်ဗျအဲ့တော့ဦးလာဆွေရဲ့ခင်ဗျာကြိတ်လာတဲ့လူဆိုတော့ဗျာခင်ဗျာဘာတွေကြိတ်လဲဆိုခင်ဗျာဂတ်ကောမှာခင်ဗျာနှမ်းနေစိုက်တာလေခင်ဗျာရာခင်မှာခင်ဗျာနှမ်းနေစိုက်ခင်ဗျာနှမ်းနေကြိတ်ခဲ့တာတော့ကြိတ်ချင်လည်းဂတ်ကောပြန်ပြီးတော့နှမ်းပဲပြန်ကြိတ်ပါဗျာနော်ဂတ်ကောပြန်ပြီးခင်ဗျာနှမ်းမကြိတ်ပါနှမ်းကြိတ်တာမှစီထွက်ပြီးတော့ဗောနော်ပြည်သူလူထုစားရသေးတယ်ဗျာနော်အဲ့တော့ဒီဟာကြီးကိုတိုင်းသားလက်နက်ကင်တို့အမုန်းကြိတ်မယ်ဆိုတော့ဗျာအားလုံးတော့သွေးကြောင်းစီးရမယ်အဖြစ်ပါနော်အဲ့တော့ကြိတ်ချင်လည်းဂတ်ကောပြန်ပြီးနှမ်းပဲပြန်ကြိတ်ပါဗျာနော်ဦးလာဆွေရဲ့နော်ဟုတ်ပြီဗျာနော်အားလုံးနော်မြန်မာပြည်ကြီးကိုဟုတ်လားချစ်ချင်းမေတ္တာနဲ့အကြမ်းမဖက်လမ်းစဉ်နဲ့နော်နိုင်ငံရေးနီလာနဲ့နော်ငြိမ်းချမ်းရေးရအောင်နော်လုပ်ကြပါဗျာလုပ်ကြပါနော်ဟုတ်ကဲ့အားလုံးနှုတ်ဆက်ပါတယ်နော်မြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းပါစေကျွန်တော်ငါမင်းဆွေပါ